အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှဖွင့်အိမ်မှာအာလူသမင်းနဲ့လေးလှုပ်စားဖြစ်လို့လုံနေလေးကိုလာပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ရှင်အရင်ဦးဆုံးအာလူ3လုံးစာကိုပိုင်းဖြတ်ပေးထားလိုက်ပါမယ်ရေထည့်ပြီးတော့ပြုတ်ထားလိုက်ပါမယ်နော်အဓိကပါဝင်ပစ္စည်းတွေကတော့စက်သွန်နီရဲ့စက်သွန်ဖြူရဲ့ခရမ်းရှင်သီးရဲ့နောက်တော့မိဘကိုအရင်ကြော်ပေးထားလိုက်ပါမယ်နော်ပြီးရင်တော့စက်သွန်ဖြူနဲ့စက်သွန်နီကိုစီတက်ပေးထားလိုက်ပါမယ်ကျိုးအောင်လို့ကြော်ပေးထားလိုက်ပါမယ်နော်ပြီးရင်တော့ခရမ်းကျင်သီးကိုစီတက်ပေးထားလိုက်ပါမယ်ငရုတ်တီးမုံအနှဲငယ်ထည့်ပေးထားလိုက်ပါမယ်နော်ပြုတ်ထားတဲ့အာလူလဲကြက်ပြီးဆိုရင်တော့ရပြီနော်ပဝင်ပစ္စည်းတွေကစုံပြီဆိုတော့အစင်တင်ချပါပြီနော်ထမင်းဖြူတဲ့ကိုအာလူအရင်ထည့်ပေးထားလိုက်ပါမယ်ပြီးရင်တော့ချက်သွန်ဖြူကြောချက်သွန်နီကြောခရမ်းကျင်သီးအနှဲရဲ့စီအနှဲငယ်ရဲ့စားရဲ့အရှုံမုံအနှဲငယ်ရဲ့ပြီးရင်တော့စက်သွမိတ်အနှဲငယ်ထည့်ပေးထားပြီးတော့အားလုံးငယ်ပေးထားလိုက်ပါမယ်နော်နောက်ဆုံးမှာတော့အာလူသမင်းနဲ့လေးရလာပါပြီနော်လောက်ရလဲလဲကိုပြီးတော့ကလေးလူကြီးရဲ့အကြိုက်ပဲနော်ကဲတူတူစားကြပါဦးရှင်နောက်ဗီဒီယိုတွေမှာကြည့်လက်ဆောင်ကြည့်ကြမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်